ငှက်ကလေးတစ်ကောင်သည်မူဆိုးလက်မှလွတ်မြောက်ရန်စ조사ရင်ထိတ်လန့်နေကြနှင့်တစ်ပင်တစ်ပင်ကိုဝင်တိုက်မိကကောင်လေးတစ်ယောက်၏ချင်းတောင်းထဲသို့ပြုတ်ကျသွားခဲ့သည်နောက်ဆုံးတွင်ထုံငှက်သည်ကောင်လေး၏မိဖို့ချောင်းသုံးတာကက်ညီသွားပြီးဓာတ်ပိုင်ရှင်ကွယ်လွန်မှသာဓာတ်အတွင်းမှထွက်ခွာနိုင်မည့်အခြေအနေသို့ရောက်ရှိသွားခဲ့သည့်ဒီနေ့တွင်ကောင်လေးသည်ဟင်းချက်ရန်ပြင်ဆင်နေစဉ်သူ၏သူငယ်ချင်းအနိုင်ကျင့်ခံနေရကြောင်းကြားသိလိုက်ရသဖြင့်ဓာတ်ကိုဆွဲကပြေးလွှာထွက်လာခဲ့သည်ထိုအချိန်တွင်ကောင်လေးမှာစစ်နက်ဖျားတပားကဲ့သို့ပင်သူဒီဓာတ်ကိုခတ်ဖို့ဖလေးတစ်ချက်ဝှေ့ရမ်းလိုက်ုံဖြင့်တစ်ပင်ကြီးတစ်ပင်မှာပြတ်ထွက်သွားပြီးလူဆိုးများလည်းကြောက်လန့်တကြားထွက်ပြေးသွားကြတော့သည်ထိုအခါမှနငှက်ကလေးသည်ကောင်လေး၏သူငယ်ချင်းပေါ်ထားရှိသောတစ္ဆာတရားကိုသိရှိသွားပြီးကောင်လေး၏အနားမှာပဲအမြဲတမ်းနေထိုင်ရန်ဆုံးဖြတ်လိုက်လေသည်ဒီနေ့တွင်ကောင်လေးသည်သူငယ်ချင်းဖြစ်သူထက်မှန်နိုင်ကျင့်ခံရပြန်သည်ဟုကြားသဖြင့်တွားရောက်ကူညီရာတွင်သူငယ်ချင်းဖြစ်သူကသူတစ်ပါးပစ္စည်းကိုခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိလိုက်ရသည်ထို့ကြောင့်ကောင်လေးကပစ္စည်းများကိုပြန်ပေးကတောင်းပန်ခဲ့တော်လဲလူဆိုးများကအိတ်ထဲမှရွှေများမှာကြောက်ခဲဖြစ်သွားပြီဟုလိန်ညာပြောဆိုကြသည့်ကောင်လေးသည်မင်းတို့မှာလူလိမ်များဖြစ်ကြောင်းသိသဖြင့်ဓာတ်ကိုဆွဲထုတ်လိုက်ရာလူဆိုးများမှာကြောက်လန့်ပြီးကြောက်ရွံ့ကဲ့သို့အေးခဲသွားကြသည်ထို့နောက်ကောင်လေးသည်သူငယ်ချင်းဖြစ်သူကိုပါရိုက်ကဆုံးမခဲ့သည်မှာငါတို့ဆင်းရဲရင်ဆင်းရဲမယ်ဒါပေမဲ့ဘယ်တော့မှမခိုးရဘူးသူငယ်ချင်းဖြစ်သူကလည်းသူ၏အမားကိုဝန်ခံခဲ့သဖြင့်ကောင်လေးကခွင့်လွှတ်ပေးခဲ့သည်ပင်နောက်သူငယ်ချင်းသုံးဦးသည်ကိုခံပညာများကိုအတူတကွလေ့ကျင့်ခဲ့ကြရာအရွယ်ရောက်လာသောအခါနမီကျော်သူရဲကောင်းများဖြစ်လာခဲ့ကြသည်ထိုအချိန်များသည်သူတို့အတွက်အပျော်ဆုံးနေ့ရက်များပင်ဖြစ်တည်သို့သောဒီနေ့တွင်သူငယ်ချင်းဖြစ်သူကပိုက်ဆံရစေရန်အတွက်ကျွေတဲ့တုများကိုရောင်းချရန်ကြံစည်ခဲ့သည်ကောင်လေးကတည်သွားပြီးတားဆီးရမှကျွေတဲ့များမြေကကွဲချေကုန်သည်ထိုအခါသူငယ်ချင်းဖြစ်သူသည်ငယ်စဉ်ကကဲ့သို့အမမဝန်ခံပဲဆိုအတင်းညှင်းဆန်နေသဖြင့်ကောင်လေးကစိတ်မထိန်နိုင်ပဲပါတစ်ချက်ရိုက်လိုက်မိသည်ကန်ဆိုးစွာဖြင့်သူငယ်ချင်းဖြစ်သူမှာကွဲနေသောကျွေတဲ့စများကိုနင်းမိသွားသည်ကောင်လေးကနမီကြီးဆရာဝန်ကိုချက်ချင်းခေါ်ယူကုသပေးခဲ့တော်လဲမိတို့မြကူညီ၍မရနိုင်တော့ပေထိုချိန်တွင်ရန်သူများကလက်စားချေရန်လိုက်လာသဖြင့်သူတို့သုံးဦးသည်ရှိုးဝက်ဦးမင်လောင်ကောင်းမှထွက်ပြေးခဲ့ကြသည်သို့တော်ထွက်ပေါက်သို့ရောက်ခါနီတွင်ထိုသူငယ်ချင်းကရုတ်တရက်ရပ်တန့်လိုက်ပြီးဦးမင်ကိုဖောက်ခွဲပစ်လိုက်သဖြင့်သူတို့မှာရန်သူများ၏ဝိုင်းရန်ခြင်းကိုခံလိုက်ရသည့်ကောင်လေးသည်ရန်သူကိုမရှင်နိုင်ကြောင်းသိသဖြင့်ကျန်သူငယ်ချင်းတို့လိုမြအောက်စေရန်တူးတဲ့နောက်ချန်နေခဲ့ကရန်သူများကိုခုခံထားစီးပေးခဲ့သည်ကျန်ရစ်တော်သူငယ်ချင်းဖြစ်သူပြန်နိုးလာချိန်တွင်တကားဝနမိဖို့ချောင်းသုံးတာတလက်တာရှိတော့သည်နှစ်ပေါင်းများစွာကြာပြီးနောက်ထိုသူငယ်ချင်းသည်တစ္ဆာဖောက်သူကိုပြန်လည်တွေ့ရှိခဲ့သည်ကောင်လေးအတွက်လက်စားချေခြင်းတော်လဲအတိတ်ကလပ်ပတ်သောအမတ်တရများကြောင့်တစ္ဆာဖောက်အားနောက်ဆုံးခွင့်ရနေဖြင့်အဖမ်းခံရန်ပြောခဲ့သည်သို့တော်တစ္ဆာဖောက်သည်အလစ်တွင်ရှိုးဝက်လက်နှင့်ဖြင့်လှုပ်ကြံရန်စ조사ခဲ့သည်ဖြင့်သူကအချိန်မီရှောင်တိန်နိုင်ခဲ့ပြီးနောက်ဆုံးတွင်ကောင်လေးအတွက်လက်စားချေပေးနိုင်ခဲ့လေတော့သည်